စာမေးပွဲရလဒ်တွေထွက်လာတာကြောင့်အကုန်လုံးသွားကြည့်တဲ့အချိန်ရန်ဒါတို့ကတော့အတန်းထဲမှာဖုံးမေးကြံခဲ့လို့သွားယူပါတယ်။သူ့စော်တွေရဲ့အမတ်တရဓာတ်ပုံတွေပါနေလို့အသက်ထက်တန်ဖိုးထားရမယ့်ဖုံးလို့ပြောခဲ့တာကြောင့်စော်လေးတွေလည်းပြောနေပါတယ်။အတန်းထဲမှာသပင်အဖြူနဲ့မိန်းကလေးထိုင်နေတာကိုတွေ့တော့စာမေးပွဲရလဒ်တွေသွားမကြည့်ဘူးလားလို့မေးလိုက်ပါတယ်။မိန်းကလေးကဘလို့ပဲနေအဆင့်တရမှာမို့သွားကြည့်ရင်အချိန်ကုန်တာပဲအဖက်တင်မယ်လို့ပြောပြီးလှည့်ကြည့်လာပါတယ်။အကြည့်ချင်းဆုံသွားတော့ရှော့ရပြီးဖလန်းထသွားလို့ရန်ဒါတို့လည်းသူ့ရဲ့ဖူးသားဘက်ဆိုတာသိလိုက်ရပါတယ်။အဲ့ဒါကြောင့်စာမေးပွဲရလက်အတူတူသွားကြည့်ရအောင်ဆိုပြီးခေါ်ပေးမဲ့မိန်းကလေးကညင်လိုက်တာကြောင့်ဖုံးယူပြီးတော့ပဲပြန်လာခဲ့ပါတယ်လူပေါင်း24ယောက်မှာဟကာရီကအဆင့်25ရှီဇူကာကအဆင့်44နဲ့ခါရာနဲကတော့အဆင့်89ပဲရခဲ့ပါတယ်ရန်ဒါရိုကတော့အဆင့်88ဖြစ်ပြီးခုနကတွေ့ခဲ့တဲ့မိန်းကလေးကဘာသာဆောင်အမှတ်ပြည့်နဲ့အဆင့်1ချိတ်တာကိုတွေ့လိုက်ရပါတယ်သူမနာမည်က AI နာနိုဖြစ်ပြီးသူမကိုသိကြလားလို့ရန်ဒါရိုကမေးလိုက်ပါတယ်နာနိုကမေခွန်းအားလုံးကိုဖြေနိုင်တာကြောင့်တက်ရှိ AI ဆိုပြီးတော့ကာလာဟာလာပြိုင်နေကြောင်းခါရာနဲကပြောပါတယ်။ Biology အချိန်စမ်းသပ်လေ့ကျင့်ရေးလုပ်ရတဲ့အခါရန်ဒါရိုကနာနိုဘေးမှာထိုင်ရပြီးလိုအပ်တဲ့ပစ္စည်းတွေကိုတွားယူပေးပါတယ်။ဟာကာရီကဂျာမန်ဘာသာမှာလီဘက်ဆိုတဲ့စကားဟာအချစ်ကိုပြောတာဖြစ်ကြောင်းပြောပြနေပါတယ်။အဲဒါကြောင့်အခုကြည့်နေတဲ့လူတွေကိုခရက်ကိုစတိုင်အသင်းနဲ့ဖွင့်ပြောခြင်းလီဘက်လို့ပြောလို့ရပါတယ်။နာနိုရဲ့အလားအပကြော်ရှင်မှုကဟာကာရီတို့ခါရာနဲတို့နဲ့တူမနေဘူးဆိုပြီးဆီယာရန်ဒါရိုကတွေးမိနေပါတယ်။လက်တွေ့စမ်းသပ်ရေးမှာမိုက်ခရိုစကုပ်နဲ့ကြည့်ရမယ့်ဟာကိုနာနိုကပုံနေထဲကအတိုင်းတပုံစံနဲ့ပြန်ကူးနေပါတယ်။သိပ္ပံဆရာကြီးတွေထုတ်ပေးထားတဲ့အဖြေရှိရတာအဲ့ဒီအဖြေကိုလက်တွေ့ပြန်လုံးနေရတာကအတိတ်ပဲမရှိဘူးလို့နာနိုကပြောပါတယ်။ဆရာကစောင့်ကြည့်နေလို့မလောက်ချင်တဲ့လက်တွေ့စမ်းသပ်တာကိုလုပ်နေရပါတယ်။တက်တုံးကိုစမ်းသပ်ရမှာဆိုပေမဲ့နာနိုကတော့ပိုပြီးမြအောင်ပုံနေကြီးကိုမိုက်ခရိုစကုပ်နဲ့ကြည့်နေပြန်ပါတယ်။ရန်ဒါတို့ဗလိတ်ဓာတ်ရှသွားတော့နာနိုကဒီလောက်အနာလေးကိုဘာဆေးမှထဲစေရမလိုဘူးဆိုပြီးဗဇက်နဲ့စုပ်ပေးကရှာနဲ့သွေးတိတ်အောင်လုပ်ပေးပါတယ်။ရန်ဒါရိုလည်းအိမ်မက်တစ်ခုလိုခံစားနေရပြီးသူ့ဆော်တွေကတော့လှုပ်ချင်ရလှုပ်နေကြပါတယ်။အရာရာမှာမြန်ဆန်အောင်လှုပ်ဖို့ပဲတွေးနေတဲ့နာနိုနဲ့စကားတွေပို့ပြီးပြောချင်ကြောင်းရန်ဒါရိုကဇလန်းစားလိုက်ပါတယ်။နာနိုကလည်းရန်ဒါရိုနဲ့စကားပြောရတာမကြိုက်တာမဟုတ်ပေမဲ့အတိတ်ပဲမရှိဘူးဆိုပြီးပြောလာပါတယ်။နာနိုကဝါသနာတွေနဲ့ခရီးထွက်တာတွေလိုမျိုးပျော်စရာကောင်းတဲ့အရာတွေကိုမလုပ်ဘူးပဲဒါတွေဟာအတိတ်ပဲမရှိဘူးလို့ပြောပါတယ်။ပျော်စရာကောင်းတဲ့အချိန်တွေဘလောက်ပဲကုန်သွားပါသေးစာမေးပွဲအမှတ်တွေတက်လာမှာမဟုတ်လို့ပျော်ရွှင်မှုကိုတန်ဖိုးမရှိဘူးလို့မှတ်ယူထားတာပါ။ကိုယ့်ရဲ့အနာဂတ်နဲ့ကိုယ့်ကိုအကျိုးရှိစေမယ့်အရာအကောင်းကျိုးပေးမယ့်အရာမဟုတ်ရင်ဘယ်အရာကမှအတိတ်ပဲမရှိဘူးလို့နာနိုကပြောပါတယ်ရန်ဒါရိုကလည်းပျော်ရွှင်မှုမှာအတိတ်ပဲရှိကြောင်းရှင်းပြခြင်းပေမဲ့နာနိုကဒီလိုမျိုးစကိုင်းတိုင်းလူရတာဟာလည်းအချိန်ကုန်စေတယ်ဆိုပြီးထွက်သွားပါတယ်။ 88ဆက်ဆက်နေတဲ့နာနိုကိုတကယ်ပဲဖူးစားရှင်ဟုတ်ရဲ့လားလို့ရန်ဒါရိုကမေကွန်းပြန်ထုံမိနေပါတယ်။နာနိုကတော့စာလုံးနေတဲ့အချိန်ရန်ဒါရိုရဲ့ပြုံးနေတဲ့မျက်ခွက်ကြီးကိုပြန်မြင်အောင်မိနေပြီးသူ့ကိုချစ်မိနေပြီဆိုတာသိလိုက်ရပါတယ်။ယောဂကူးနိုင်နေဆိုတာသိရသားနေတာရန်ဒါရိုရဲ့အနာကိုစုပ်ပေးခဲ့မိတာဖြစ်ပါတယ်။အခုလည်းမခံစားဘူးတဲ့အချစ်ဆိုတဲ့ခံစားချက်ကြောင့်စာလုံးလို့မရဖြစ်နေပြီးစိတ်ငြိမ်သွားအောင်နံပါတ်တွေချရေးလိုက်ပါတယ်။ဒါပေမဲ့အစင်မပြေခဲ့ပဲတခါလုံးနံပါတ်တွေပြေးသွားခဲ့ပြီးဆုံးဖြတ်ချက်တစ်ခုချလိုက်ရပါတယ်။နောက်တစ်ရက်မှာရန်ဒါရိုကိုဖွင့်ပြလိုက်ပြီးရန်ဒါရိုကလက်ခံတော့သူမဘက်ကပြန်ညင်းပါတယ်။အဓိကမချစ်မိတော့အောင်ရန်ဒါရိုညင်းတာကိုခံနေတာဖြစ်ပြီးရန်ဒါရိုကလက်ခံလို့သူမဘက်ကညင်းရတာဖြစ်ပါတယ်။အချစ်တစ်ခုကနေပြန်ရတာကလက်ထက်တာနဲ့ကလေးပဲဖြစ်ပြီးလက်ရှိမှာနာနိုကအဲ့ဒါတွေကိုမလိုအပ်ပါဘူး။အဲ့ဒါကြောင့်အချိန်ကုန်သေးတဲ့ចောင်းသားဘဝအချစ်ဆိုတာအတိတ်ပဲမရှိလို့ရန်ဒါရိုနဲ့ဘယ်တော့မှမတွဲဘူးလို့ပြောလာပါတယ်။အခါတရလောက်အငင်းခံလာခဲ့ရတဲ့ဆေးရရန်ဒါရိုကတော့အငင်းခံရရုံလောက်နဲ့နာနိုကိုလက်မလွတ်ချင်ပါဘူး။ဒီကိစ္စကိုတေးသေးချာချာအဆုံးသတ်ချင်နေတဲ့နာနိုအတွက်ရန်ဒါရိုကတရက်လောက်ပဲဒိတ်ခွင့်ပေးပါလို့တောင်းဆိုလိုက်ပါတယ်။ဒီလိုနဲ့ချေရတဲ့သူကိုတော့ပြန်ညင်းတဲ့နာနိုကိုချေရတဲ့သူနဲ့ပြောရတဲ့အချိန်ဟာအတိတ်ပဲရှိတယ်ဆိုတာကိုရန်ဒါရိုပြသခွင့်ရလိုက်ပါတယ်။ဒါပေမဲ့နာနိုကတော့ကစားကွင်းမှာမြင်သမျှကိုအတိတ်ပဲမရှိကြောင်းပြောနေပြီးရန်ဒါရိုကအမတ်တရဓာတ်ပုံတွေရိုက်ဖို့ကင်မရာလေးယူလာပါတယ်။တရဲအိတ်နဲ့ဝင်တဲ့အခါမှာလဲတရဲတွေကသိပ္ပံမဆန်ဘူးဆိုပြီးနာနိုကမကြောက်ပဲရန်ဒါရိုကကြောက်နေရပါတယ်။လဲနေတဲ့ကော်ဖီကွက်ကြီးတဲ့ထိုင်ရတဲ့အခါမှာလဲသူမကတော့ခေါင်းမှုနေပေမဲ့အခြားအတွဲတွေကပြောနေလို့စဉ်းစားမရဖြစ်နေပါတယ်။လမ်းတွေရှုပ်ရှက်ခန့်နေတဲ့ဝင်ကဘာတွေဟာလဲသူမအတွက်အချိန်ဖုံးသလိုခံစားနေရပါတယ်။ချားစီးတဲ့အခါမှာတော့ရှာပါနာနိုကအမြင့်ကြောက်နေလို့ရန်ဒါရိုကဘေးမှာထိုင်ပေးလိုက်ပြီးလက်ကင်ထားပေးလိုက်ပါတယ်။ရှောက်လိုက်ပြီးတဲ့အခါအမတ်တရဓာတ်ပုံတွေပြန်ကြည့်ကြတော့နာနိုပျော်နေတဲ့ပုံတွေကိုတွေးလိုက်ရပြီးနာနိုကလည်းထင်ထားတဲ့ပျော်စရာကောင်းကြောင်းဝန်ခံပါတယ်။ဒါပေမဲ့ပျော်စရာကောင်းရုံပဲဖြစ်ပြီးဘာအကျိုးကျေးဇူးမှမရတဲ့နေ့ဖြစ်လို့အတိတ်ပဲမရှိတဲ့နေ့ဆိုပြီးပြောလာခဲ့ပါတယ်။ရန်ဒါရိုကလည်းသူနားလည်ပေးကြောင်းပြောပြီးဒီလိုအတိတ်ပဲမရှိတဲ့နေ့မျိုးကိုမရှိခဲ့တဲ့လို့ဖြစ်အောင်လုပ်ရမယ်လို့ပြောကဓာတ်ပုံတွေကိုမီးရှို့ဖို့လုပ်ပါတယ်။အဲ့အချိန်ခဏလေးအတွင်းမှာနာနိုကရန်ဒါရိုနဲ့အတူရှိခဲ့တဲ့အချိန်တွေကိုအမှတ်ရလိုက်ပြီးဓာတ်ပုံတွေကိုစောယူမိလိုက်ပါတယ်။ကိုယ်မှမရှိတဲ့အရာကိုဆုံးရှုံးလို့ရပေမဲ့နာနိုကတော့တခုခုဆုံးရှုံးသွားမှကိုကြောက်နေပါတယ်။အဲ့ဒါကြောင့်နာနိုကဒီနေ့မှတခုခုကိုရရှိခဲ့တယ်ဆိုတာသိကြပါတယ်။အဲ့ဒါကစကားနဲ့ရောနံပါတ်နဲ့ပါဖော်ပြလို့မရပဲအနာဂတ်အတွက်အသုံးဝင်ပါမလားဆိုတာမသိရပေမဲ့မဆုံးရှုံးခြင်းဘူးလို့ရင်ဘတ်ထဲကနေတွေးမိတဲ့အထိတန်မိုးရှိတဲ့အရာဖြစ်ကြောင်းရန်ဒါရိုကပြောလိုက်ပါတယ်။ကိုတန်မိုးထားတဲ့အရာတခုဆုံးရှုံးကနေအထိဖြစ်ခဲ့ရတဲ့နာနိုလည်းမျက်ရည်တွေကြားမိနေပါတယ်။ရန်ဒါရိုကပြောစရာကောင်းတဲ့အချိန်မှာအတိတ်ပဲရှိကြောင်းနဲ့အချိန်ကိုကုံဆုံးရတာကပဲလူတွေအသက်ရှင်ရတဲ့အတိတ်ပဲဆိုတာနာနိုကိုသိသိချင်တာဖြစ်ပါတယ်။စိတ်ငြိမ်သွားတဲ့နာနိုကရန်ဒါရိုကိုဖွင့်ပြောလာပြီးသူမှမသိခဲ့ရတဲ့အတိတ်ပဲရှိတဲ့အချိန်တွေကိုရန်ဒါရိုနဲ့အတူကုံဆုံးခြင်းကြောင်းပြောပါတယ်။ရန်ဒါရိုကလက်ခံလိုက်တာနဲ့ချက်ချင်းနန်းလာခဲ့ပြီးလှုပ်ချင်တာကိုချက်ချင်းလှုပ်တာကအမြန်ဆုံးပဲလို့နာနိုကပြောပါတယ်။
ရန်တာတို့ကရီးသားအသစ်လေးကိုရီးသားတွေနဲ့မိတ်ဆက်ပေးလိုက်ပြီးခါရာနယ်တို့လည်းပထမဆုံးအချိန်မဟုတ်လို့လှုပ်ချင်ရလှုပ်တော့ဆိုပြီးလွတ်ထားပေးလိုက်ပါတယ်ရန်တာတို့ဒိတ်လုံဖူးတာနာနိုနဲ့ပထမဆုံးဖြစ်ပြီးအခြားဆော့တွေကလည်းရန်တာတို့နဲ့ရှောက်လဲခြင်းနေပါတယ်အဲ့ဒါကြောင့်အကုန်လုံးအတူတူရှောက်လဲကြဖို့စီစဉ်ကြပြီးရေကူးကန်းအောင်သွားဖို့ရွေးချယ်လိုက်ကြပါတယ်ခါရာနယ်ကရန်တာတို့အမြင်မှာချစ်စရာကောင်းနေခြင်းအကြောင်းရေကူးဝတ်ဆောင်လှလှလေးတောက်ဝခဲ့ပါတယ်ရေကူးကန်းကိုရောက်တဲ့အခါရန်တာတို့တယောက်ရေကူးဝတ်ဆောင်နဲ့လှနေတဲ့သူ့ရဲ့ဆော်လေးတွေကိုမြင်လိုက်ရတော့သူ့ဘဝမှာနောင်နာဆိုတာမရှိတော့ပါဘူးရှိသူကကြောင်းရေကူးဝတ်ဆောင်ဝေ့လာခဲ့ပြီးခါရာနယ်ကတော့အပေါ်ဝုတ်ယုံချုံပြီးရောက်လာပါတယ်ခန္ဓာကိုယ်အေးနေတာကြောင့်အနားယူမယ်လို့ပြောလို့အလင်းထွက်တဲ့နေရာကအဆင်ပြေတယ်ဆိုပြီးနာနိုကပြောလိုက်ပါတယ်ခါရာနယ်ကသူ့ကိုဂယုမဆိုင်ပြီးလဲရပါတယ်လို့ပြောတဲ့အခါနာနိုကလည်းဂယုဆိုင်ရလောက်အောင်အထိခင်မနေပါဘူးလို့ပြောတာကြောင့်အပေါ်အလန်းမတည့်ပဲဖြစ်နေကြပါတယ်ရှိသူကခါရာနယ်အနားမှာနေပေးမယ်လို့ပြောပေမဲ့ခါရာနယ်ကရပါတယ်ဆိုပြီးတယောက်တည်းအနားယူလိုက်ပါတယ်ရေကစားကြတဲ့အခါဆော်လေးတွေတယောက်တစ်ပေါက်အလုံးရှုံနေကြပြီးဟာဂါရီကသွေးဆောင်ဖျားယောင်းနေပါတယ်နာနိုကလည်းသူ့ရဲ့မိမဆန်တဲ့ဆွဲဆောင်မှုကိုခံစားခိုင်းနေပြန်ပြီးအကိတ်နှစ်ယောက်ရဲ့ဆွဲဆောင်မှုကြောင့်ရန်တာတို့နှာခေါင်းသွေးရှံသွားပါတယ်သွေးထွက်လို့မြင်သတိမေ့သွားလို့ဟာဂါရီနဲ့နာနိုတို့စီဘီယာလုံးနေကြတဲ့အချိန်ရှိသူကတော့ဘောကွင်းတစ်ခုနဲ့ရေလေကောင်တောင်းတင်သွားပါတယ်စကားမပြောနိုင်လို့အကူကြီးလည်းတောင်းလို့မရဖြစ်နေပြီးဘောကွင်းကနေရန်နဲ့တိုက်မိပြီးပေါက်သွားတော့အပေါ်အမြန်တက်လိုက်ရပါတယ်ဟာဂါရီနဲ့နာနိုတို့ကရန်တာတို့ကိုတတိယအောင်မလုပ်ပေးနိုင်တာကြောင့်ကူညီပေးမဲ့လူကိုလိုက်ရှာကြပါတယ်အဲ့အချိန်ငနဲ့တတိုင်းနဲ့တွေးလိုက်ရပြီးအဲ့ထဲကပေါက်စီဆွဲလန်းနေတဲ့ကောင်ကဟာဂါရီကိုမျက်စိကျနေပါတယ်အဲ့ကောင်က60ကီလိုမီတာအမြန်နှုန်းနဲ့သွားနေတဲ့ကားတွေကနေအပြင်ကိုလက်ထုတ်ထားရင်ပေါက်စီကိုကန်ရတယ်လို့ခံစားရတယ်ဆိုတဲ့ကောလာဟလကိုအတီစမ်းသပ်ခဲ့တဲ့ကောင်မှာအခုလဲဟာဂါရီကိုပြစ်မှတ်ထားနေပေမဲ့နာနိုကဝင်ခဲ့လိုက်ပြီးတောင်းလုံးနှလုံးကိုနှိုက်ထုတ်ပေးလိုက်ပါတယ်သူနဲ့ပါလာတဲ့အခြားနှစ်ကောင်ကလည်းနာနိုကိုတီးဖို့ပြင်နေကြပြီးရန်တာတို့ကတော့သတိမေ့နေတုံးဖြစ်ပါတယ်နာနိုကဟာဂါရီသားတစ်ခုခုဖြစ်ရင်ရန်တာတို့စိတ်မကောင်းဖြစ်မှာဆိုလို့ဟာဂါရီကိုအရင်သွားခိုင်းပြီးသူမကတော့နှာဘူးတွေကိုရင်ဆိုင်မှာပါနာနိုတစ်ခုခုဖြစ်ရင်လည်းရန်တာတို့စိတ်မကောင်းဖြစ်မှာပဲဆိုပြီးဟာဂါရီကပြန်ပြောပြပါတယ်ဒါပေမဲ့ဟာဂါရီနဲ့ရီးသားအရင်ဖြစ်တာမို့လော်ဂျစ်ကြကြစဉ်းစားရင်ဟာဂါရီအတွက်ပို့ပြီးဝမ်းထဲမှာလို့နာနိုကထင်နေပါတယ်ဒါပေမဲ့ဟာဂါရီကတော့နာနိုကိုမထားခဲ့ပဲနာနိုဟာရန်တာတို့အကြောင်းကိုနားမလည်သေးပါဘူးလို့ပြောလိုက်ပါတယ်နှာဘူးကောင်ကလက်နဲ့ရွယ်လာတဲ့အချိန်ရန်တာတို့ရောက်လာခဲ့ပြီးငါကြီးစားတွေကိုဘာလုပ်နေကြလဲကွာလို့မေးလိုက်ပါတယ်နှာဘူးကောင်ကမကြီးစားကိုခေါ်ပြီးလစ်လိုက်တော့လို့ပြောတဲ့အခါရန်တာတို့လည်းနှစ်ယောက်လုံးကငါကြီးစားတွေဆိုပြီးပြောလိုက်ပါတယ်မယုံတာကြောင့်နှစ်ယောက်လုံးကိုသူတို့ရှေ့မှာနန်းခိုင်းတဲ့အခါစော်လေးတွေကပဲဥဆောင်ပြီးနန်းလိုက်ကြပါတယ်စော်ပိုင်နဲ့ဇော်ပိုင်မဟုတ်တဲ့ဆေးရရန်တာတို့ကိုမြင်လာရတော့သွားမရှုပ်သင့်ဘူးဆိုတာသိလိုက်ကြပြီးငနဲတွေလည်းထွက်ပြေးသွားကြပါတယ်ခါရာနယ်ကဒုက္ခတွေ့နေတဲ့ဟာဂါရီတို့ကိုမြင်လိုက်ရပြီးရန်တာတို့ကိုလိုက်ရှာခဲ့တာဖြစ်ပါတယ်။တတိမေးနေတာကိုတွေ့တော့ဟာဂါရီနဲ့နာနိုတို့ဒုက္ခရောက်နေတဲ့အကြောင်းပြောလိုက်တဲ့အခါချက်ချင်းနိုးလာခဲ့ပြီးပြေးထွက်လာခဲ့တာပါ။ရန်တာတို့ကဟာဂါရီကိုကောက်ွယ်ပေးခဲ့တဲ့နာနိုကိုချီးကျူးလိုက်ပြီးနာနိုတစ်ခုခုဖြစ်သွားမှကိုလည်းစိုးရိမ်ကြောင်းပြောလိုက်ပါတယ်။အဲ့အချိန်ရှီသူကပြောင်းနေတာကိုတတိထားမိရပြီးရှီသူကရေမကူးတတ်တာကြောင့်ရန်တာတို့လည်းစိတ်ပူပြီးလိုက်ရှာပါတယ်။ရှီသူကတော့လူတွေနဲ့ဆက်သွယ်နိုင်တဲ့သူမရဲ့တစ်ခုတည်းသောဖုန်းလေးအားကုန်သွားခဲ့ပြီးသူမကိုလိုက်ရှာနေတဲ့ရန်တာတို့ကိုမြင်နေရပါတယ်။အော်ခေါ်ရုံအပြင်လုံးစရာမရှိတာကြောင့်ပျော်စိတ်တော့မကြရတဲ့အတန်နဲ့ခေါ်လိုက်ပြီးမဲ့ရန်တာတို့ကကြားသွားခဲ့ပါတယ်ရန်တာတို့လာခေါ်တော့ရေကန်အလဲမှာပဲအနမ်းပေးလိုက်ပါတယ်အခြားလူတွေစီပြန်ရောက်တော့ရန်တာတို့ကခါရာနယ်နဲ့အတူနာဖို့ဆုံးဖြတ်လိုက်ပါတယ်ခါရာနယ်ကအကိမဟာဂါရီနဲ့နာနိုတို့ရဲ့အလားကိုမြင်ပြီးသူမကိုယ်တိုင်ရဲ့အလားတရားကိုယုံကြည်မှုပျောက်သွားတယ်ဆိုတာရန်တာတို့ကသိနေပါတယ်အဲ့ဒါတွေကိုဂယုဆိုင်မနေဖို့ပြောပေမဲ့ခါရာနယ်ကတော့သူမကအရက်ရှိပြီးချစ်စရာမကောင်းဘူးလို့ခံစားနေရပါတယ်ရန်တာတို့လည်းခါရာနယ်ရဲ့အပေါ်ဝိဇ္ဇုံကိုဆွဲထုတ်လိုက်တော့ရေကူးဝိဇ္ဇုံကိုမြင်သွားခဲ့ပါတယ်ရေကူးဝတ်ဆောင်တဲ့ခါရာနယ်ရဲ့အလားကိုမြင်လိုက်ရလို့ရင်တွေခုန်သွားကြောင်းကိုရန်တာတို့ကရင်ပတ်ချင်းထိပြီးတက်သေးပြလိုက်ပါတယ်အကုန်လုံးမှအဖွဲကောင်းတဲ့အချက်တွေရှိကြပြီးခါရာနယ်ကတော့ဆွဲဆောင်မှုအရှိဆုံးလို့ရန်တာတို့ကပြောပြလိုက်ပြီးကွန်ဖီတာကိုမြင့်တင်ပေးလိုက်ပါတယ်ကွန်ဖီတာမြင်သွားတဲ့ခါရာနယ်ကိုရန်တာတို့ကအနန်းတပွင့်ပေးလိုက်ပြီးအခြားလူတွေစီပြန်သွားကြပါတယ်အဲ့နောက်တော့ရန်တာတို့တယောက်သူ့ဆော့၄ယောက်နဲ့ရေကူးကန်မှာပျော်ပျော်ကြီးခဲ့ပါတယ်